တောင်ကုန်းစိမ့်စိမ့်တွေနဲ့ဝန်းရံထားတဲ့ထန်းညိုရွာလေးဟာညဘက်ရောက်ရင်ထူးဆန်းတဲ့ရွာသားတွေကနေဝင်လို့မှောင်လာရင်အိမ်တွေထဲမှာပဲနေကြတယ်။သူတို့ကြောက်နေတာကရွာနဲ့မနီးမဝေးကတောကြီးကိုဒီတောထဲမှာနှက်ဆောင်တယ်လို့အစင်လာပြောကြတယ်။ညရဲ့ဘက်မှာတောထဲကမီးပွားလေးတွေလေနဲ့အတူရိမ့်ထွက်လာတတ်တာလူတိုင်းမြင်ဖူးကြတယ်။ဒါပေမဲ့ဘယ်သူမှလိုက်မကြည့်ရဲဘူး။မီးပွားနောက်လိုက်သွားသူဟာပြန်မလာတတ်ဘူးဆိုတဲ့စကားရှိတယ်။မောင်မိုးသူကတော့ရွာတငယ်ချင်းတွေထဲမှာရဲရင်နဲ့သူအသက်23အရွယ်စိုက်ပျိုးရေးနဲ့အသက်မွေးတဲ့လူငယ်ပီပီတညနဲ့သူ့အိမ်ရှိချန်နဲ့မီးပွားပြပြလေးတစ်ခုဝင်လာတယ်ပုံမှန်ထက်ပိုကြီးပြီးတစ်ဖြစ်ဖြစ်နဲ့တောက်နေတယ်လှပေမဲ့စိမ့်လိုက်တဲ့အလင်းကသူ့ရင်ထဲမှာထူးဆန်းတဲ့ချစ်ကြည်ရေးကိုဖြစ်စေတယ်သူလက်တံနဲ့ထိတဲ့အခါမီးပွားဟာလူပုံစံပြောင်းသွားတယ်အဲ့ဒီမှာမဲတင်းဆိုတဲ့မိန်းကလေးတယောက်ရက်နေတယ်။သူမရဲ့မျက်လုံးတွေကညှိုမှိုင်ပြီးအလင်းတွေပါနေသလိုအသားအရည်ကလာမင်းရောင်လိုဖြူဆိုတယ်။ဒါပေမဲ့ခြေထောက်မှာကျင်းနီကျိုးတစ်ချောင်းဆွတ်ထားတယ်။ငါနာမည်မဲတင်း။ငါကဒီတော့ရဲ့နဲ့သမီးလို့သူမကလေတံတိုးတိုးနဲ့ပြောတယ်။အဖေကမထိပါနဲ့။သူကလူသားတွေကိုမုန်းနေငါ့ကိုလာမြင်ရင်သူဒေါသထွက်မယ်။အဲ့ဒီညကစပြီးမောင်မိုးသူနဲ့မဲတင်းဟာညဘက်တိုင်းလျှို့ဝှက်တွေ့ဆုံကြတယ်မဲတင်းကသူ့ခြေထောက်ကကျင်းနီကျိုးကိုဖြုတ်လိုက်ရင်သူ့အဖေတစ်တော်နတ်မင်းတည်သွားမှာကိုကြောက်လို့မဖြုတ်ရဲဘူးဒီကျိုးကပဲသူမကိုနတ်ပုံနဲ့ချိတ်ဆက်ပေးထားတာချစ်သူနှစ်ယောက်ရဲ့ဆုံတွေ့မှုကရက်အသားအရည်ကလာမင်းရောင်လိုဖြူဆိုတယ်ဒါပေမဲ့ခြေထောက်မှာကျင်းနီကျိုးတစ်ချောင်းဆွတ်ထားတယ်ငါနာမည်မဲတင်းငါကဒီတော့ရဲ့နဲ့သမီးလို့သူမကလေတံတိုးတိုးနဲ့ပြောတယ်အဖေကမထိပါနဲ့သူကလူသားတွေကိုမုန်းနေငါ့ကိုလာမြင်ရင်သူဒေါသထွက်မယ်အဲ့ဒီညကစပြီးမောင်မိုးသူနဲ့မဲတင်းဟာညဘက်တိုင်းလျှို့ဝှက်တွေ့ဆုံကြတယ်မဲတင်းကသူ့ခြေထောက်ကကျင်းနီကျိုးကိုဖြုတ်လိုက်ရင်သူ့အဖေတစ်တော်နတ်မင်းတည်သွားမှာကိုကြောက်လို့မဖြုတ်ရဲဘူးဒီကျိုးကပဲသူမကိုနတ်ပုံနဲ့ချိတ်ဆက်ပေးထားတာချစ်သူနှစ်ယောက်ရဲ့ဆုံတွေ့မှုကရက်တတပတ်အနည်းငယ်ကြာတော့တောလေးကအတန်ဆိုးဆိုးတွေကြားလာရတယ်အတော်မတက်နိုင်တဲ့မိုးကြီးရွာတယ်ရွာတွေကတရိษံတွေထူးဆန်းစွာအော်ဟစ်ကြတယ်ရွာလူကြီးကမောင်မိုးသူကိုကြည့်ပြီးမျက်ရည်နဲ့ပြောတယ်တားရဲ့နင်းနဲ့သမီးနဲ့ပတ်သက်နေတာနတ်မင်းကြီးတည်သွားပြီးသူဒေါသတကြီးနဲ့ရွာကိုကျိန်စာတိုက်တော့မယ်ဒီရာကြီးတွေကနတ်မောင်နဲ့အရေးတစ်ခုရွာစီကိုကြီးမားစွာဖျက်လျှောက်လာတယ်တစ်ပင်တွေဟာသူ့ခြေလမ်းတိုင်းမြုပ်ကုန်တဲ့လေထဲမှာအနံ့ဆိုးတွေပြန့်လာတယ်ဆွေမျိုးတွေရဲ့ငိုတံတွေကြားရတယ်။မောင်မိုးသူရင်ခုန်တန်နဲ့အတူသူဘာလို့ရမှန်းမသိမဲတင်းကရုတ်တရက်ပေါ်လာပြီးသူ့လက်ကိုဆွဲကင်လိုက်တယ်မကြောက်နဲ့။ဒါပေမဲ့အခုပဲဆုံးဖြတ်ရမယ်ငါတို့အတူထွက်ပြေးမလား။ဒါပေမဲ့ငါလူသားဖြစ်သွားရင်အသက်ရှင်မှာမဟုတ်ဘူး။ဒါမှမဟုတ်ငါကြိုးကိုဖျက်ပစ်လိုက်ဒါဆိုငါအပြီးပြောက်ွယ်သွားမယ်ဒါပေမဲ့အဖေဒေါသလည်းငြိမ်သွားမယ်လို့မဲတင်းကမျက်လုံးတောက်ပနေတဲ့အလင်းတွေနဲ့ပြောလိုက်တယ်မောင်မိုးသူလက်ထဲမှာဓာတ်တလက်ရှိနေတယ်အပြာတော်ကြီးရဲ့ကနမင်းရဲ့အတန်ဟောင်ကြီးဟာရွာကိုဒီတိုင်းလှုပ်ခါပြစ်လိုက်တယ်ငါသမီးကိုပြန်ပေးအခုလိုအချိန်မှာမောင်မိုးသူဘာလုပ်မလဲဓာတ်နဲ့ကျင်းနီကျိုးကိုဖျက်ပစ်မလားဒါမှမဟုတ်ဒီနေရာမှာစာဖတ်သူတို့စိတ်ကူးရင်ပြီးအဆုံးသက်ကိုရွေးချယ်နိုင်ပါတယ်